ကျွန်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာမီးလေးအုံစားစားပြုတ်ပြီးတူတူပပလီပြီးချင်းပတ်ပဲစိန်စားစားစီချက်ပဲမှုလို့နဲ့တုတ်စားစားစရရင်ဂရန်တွေတဲ့အကြောင်းအရာဒီကိုလူနည်းစုကလာကြိုက်ကြပါတယ်အကြောင်းအရာဒီဟာမြမစေးချမ်းတွေမှာတင်မကပဲတိုင်းစေးပညာမှာအရေးပါတဲ့စေးဘက်ဝင်အပင်တစ်မျိုးပါအကြောင်းအရာဒီခါတက်တဲ့အရာသာရှိပြီးကျမ်းမာရေးအတွက်များစွာအကျိုးကျေးဇူးရှိပါတယ်ကြောင်ရှာသီးကဲ့သို့ခါသက်တဲ့အရာသာရှိသောအသီးနှံများကိုစားခြင်းစားသုံးခြင်းဖြင့်အေးမိခြင်းတုတ်ကွေးစားတဲ့ပြန်ဖရောဂါပိုးများကူးစက်ခြင်းမှလည်းကာကွယ်ပေးနိုင်ပါတယ်။အသီးကိုပြုတ်ရည်တော်၎င်းအဖုတ်ရည်တော်၎င်းစားခြင်းဖြင့်အစာမကြေရောဂါလေပင်ကြီးရောဂါလေတလေရောဂါလေထုလေအောင်ရောဂါနဲ့မြေတရရောဂါတို့ကိုပျောက်ကင်းစေပါတယ်။တုပ်စားခြင်းဖြင့်လေချောင်းအတွင်းပေါက်သောအပူနာရောဂါများပျောက်ကင်းစေပါတယ်။ကြောင်ရှာသီးကိုအသားငါးတို့နဲ့တွဲ၍ချက်ပြုတ်စားတော့ခြင်းပလီ၍ကြော်စားခြင်းမထူမပါလီကအချင်းတဲ့စားခြင်းငပိချက်တို့ဖြင့်တိုးစားခြင်းစသည်တို့ဖြင့်အမျိုးမျိုးပြုလုပ်၍ချက်ပြုတ်စားတော့နိုင်ပါလေအခါရတာမကြိုက်သူတွေအနေနဲ့ကြောင်ရှာသီးကိုလိပြက်ပြီးတဲ့နောက်မှာစားပြီးနေ၍စံစည်းရည်တဲ့စိန်ထားပါကအခါရည်များထွက်သွားနိုင်ပါလေအဒီကိုစားတော့နိုင်တဲ့ကဲသို့လေကြောင်ရှာရွက်နဲ့အပွင့်တို့ကိုလည်းရည်နှွေးဖြောအတူမျိုးဖြစ်စားနိုင်တဲ့ကဲသို့အတုတ်တုတ်ရည်လည်းစားတော့နိုင်ပါတယ်ဒီတစ်ခါမှာတော့သူ့ရဲ့အာအောင်ပဲကောင်းတဲ့အကျမ်းမာရေးအကျိုးကျေးဇူးတွေကိုဝေမျှပြီးတော့မှာဖြစ်ပါတယ်ဘက်တီးရီးယားတွေကိုတိုက်ဖြတ်ပေးတယ်ကြောင်ရှာသီးကဘက်တီးရီးယားတွေကိုတိုက်ဖြတ်နိုင်တဲ့အရာနည်းတင်ပိုင်ဆိုင်ထားပါတယ်ခန္ဓာကိုယ်ကိုဘက်တီးရီးယားတွေနဲ့မှုဘိုးတွေကြောင့်ထိခိုက်မှုမရှိအောင်ကာကွယ်ပေးပါတယ်ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိတယ်ကြောင်ရှာသီးကဓာတ်တိုးဆန့်ကျင်အာနိသင်ကျွဲဝါတာကြောင့်ခန္ဓာကိုယ်ကိုဓာတ်တိုးပစ္စည်းတွေကြောင့်ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ဆဲတွေထိခိုက်မှုမရှိအောင်ကာကွယ်ပေးတယ်လို့နာတာရှိယောဂါတွေအနေရကနေလည်းကာကွယ်ပေးပါတယ်။ကိုရင်းကအစိတ်တောက်တွေကိုလည်းဖယ်ရှားပေးနိုင်တဲ့အာနိသင်ရှိပါတယ်။ဓာတ်တိုးပစ္စည်းတွေကြောင့်ဆဲတွေမပျက်စီးအောင်ယောဂါကင်းဝေးအောင်လည်းကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။ရောင်ရမ်းမှုကိုတက်တာစေတဲ့ကြောင်ရှာသီးကိုနာတာရှိရောင်ရမ်းတာကိုတက်တာစေဖို့အတွက်အသုံးပြုပေးလို့ရပါတယ်။အစင်နာသူတွေအတွက်တင့်တော်တဲ့သဘာဝစီတမျိုးပါ။အောင်ရှာသီးဟာရောင်ရမ်းမှုကိုလျှော့ချပေးတဲ့တပ်ပေါင်းတွေကျွဲဝသောပါဝင်နေပါတယ်။အစင်မြေရောင်ရမ်းတာကြိုက်ခဲတာတွေအတွက်အသုံးဝင်ပါတယ်။အသေးကိုကျန်းမာစေတဲ့ကြောင်ရှာသီးကအသေးထိခိုက်ပြည့်စည်တာကိုကာကွယ်ပေးနိုင်ပါတယ်။ဆေးတွေတောက်သုံးရတာကြောင့်အသေးထိခိုက်တာကိုအထီးရောက်ဆုံးကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့လေ့လာမှုတွေရသိရပါတယ်။အသေးရဲ့ဆေးတွေကျက်စီးမှုကနေကာကွယ်ပေးပြီးအသေးရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေပါတယ်။ကြောက်ကပ်ကိုကျန်းမာစေတဲ့ကြောက်ကြသီးကကြောက်ကပ်မှာကြောက်တဲ့တာတွေကိုလည်းတသားစီနိုင်ပါတယ်။ကြောက်ကပ်ကျန်းမာဖို့လည်းအကောင်းဆုံးအထောက်ပံ့ပေးပါတယ်။ဖလီပါလိုက်ပါဝင်နေပြီးကြောက်ကပ်ကအစိတ်တောက်တွေကိုဖယ်ရှားပေးလို့ကြောက်ကပ်ကျန်းမာစေဖို့အကောင်းဆုံးအားဖြည့်ပေးပါတယ်။စီးချိုယောဂါကိုတတ်တာစေတဲ့ကြောက်ကြသီးကိုစီးချိုကာကွယ်ဖို့ရောကုသဖို့ပါစားပေးလို့ရပါတယ်။တွေတွင်တရားတောက်ကိုအထီးရောက်ဆုံးထိညှိပေးပြီးရုပ်တရက်သွေးကြိုတက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးသလိုစီးကြိုမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။သွေးရင်းတရားတက်ကိုထိညှိပေးနိုင်တဲ့တတိရှိတာကြောင့်စီးကြိုယောဂအတွက်လည်းအထောက်အကူပြုနိုင်ပါတယ်။ကိုယ်ခံအားစနစ်ကိုကောင်းစေတယ်။ဓာတ်တိုးဆန့်ကျင်အားနေစဉ်ကျသွားပြီးခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကိုအကောင်းဆုံးအားဖြည့်ပေးပါတယ်။ကြောင်ရှာသီးစားသုံးတာကကိုယ်ခံအားကောင်းစေပေမဲ့စားသောက်နေထိုင်မှုတော့ပါခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကိုအားကောင်းစေပြီးယောဂပိုးမွားတွေဝင်ရောက်မှုကနေလည်းကာကွယ်ပေးနိုင်ပါတယ်။အစာချေစနစ်ကိုကျန်းမာစေတယ်။အစာချေအက်ဆစ်ကိုထိန်းကြည့်ပေးပြီးရင်ပူတာအစာမကြေတာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။လေထူးလေအောင်တာတွေကိုလည်းတတ်တာစေနိုင်ပါတယ်။အစာချေညက်စေပြီးဘိုင်းအောင်ပိုက်တာလေထူးလေအောင်ဖြစ်တာတွေကိုလည်းတတ်တာစေပါတယ်။ကေဆာယောဂါကိုကာကွယ်ပေးတယ်။ကြောင်ရှာသီးရဲ့ကျန်းမာရေးအာနိသင်တစ်ခုကတော့လူတိုင်းကြောက်ကြတဲ့ကင်ဆာမဖြစ်အောင်ကာကွယ်ပေးတာပါ။ကင်ဆာဇွဲတွေကိုမပြတ်အောင်လည်းဟန်တာပေးနိုင်မှရှိပါတယ်။ဒီလိုစေးစွမ်းထက်တဲ့ကြောင်ရှာသီးဟာစေးဘက်ဝင်ပေမဲ့ဘေးကင်းဖို့တော့လိုအပ်ပါတယ်။ကိုယ်ဝန်ဆောင်တွေနှုတ်တိုက်မိခင်တွေယောဂအခမ်းရှိသူတွေအနေနဲ့ဆရာဝန်နဲ့တိုင်ပင်ပြီးမှလာအသုံးပြုသင့်ပါတယ်။တဘာဝစေးဘက်ဝင်အပင်လေးတွေရဲ့အစွမ်းသက်တွေကိုလေ့လာရတာစိတ်ဝင်စားစရာကောင်းလာပါတယ်။ဒီလိုဗီဒီယိုလေးတွေကနေတစ်ဆင့်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။